ကြံတကာထုတ်လုပ်နေတဲ့မြေခွေးလေးဖြစ်ပါတယ်အင်းလေးဒေတာလဲသွားတဲ့အခါအင်းလေးကန်ရဲ့အနောက်ဘက်ကျန်ခေါင်နိုင်ဘက်ကိုသွားတဲ့ဒါတစ်လျှောက်ကြံကင်းများစိုက်ပျိုးထားပါတယ်နေကြခင်းတွေရှိပါတယ်ကန္နမာပန်းတွေစိုက်နေကြပါတယ်အဲ့ဒီထဲမှာကျွန်တော်တို့ကလိုမျိုးကြံမှထုတ်လုပ်တဲ့ကြံတကာလုပ်ငန်းကိုဧည့်သည်တွေနဲ့အတူဝင်ရောက်လဲပတ်လေးလာဖြစ်ခဲ့ပါတယ်ကြံဒီမှာဒီလိုပဲအကြမ်းမင်းသူတို့ရိတ်လိုက်တယ်ရိတ်ပြီးတော့ဆက်နေတခါလဲဓာလိုက်ကြိတ်တယ်ပေါ့နော်ကြိတ်ပြီးတော့အကြမ်းထွက်တဲ့အနောက်ကြီးတွေကိုဟိုဘက်ဒဲရီရှူသူတို့ပိုက်နေပို့ပါတယ်ပထမဒဲမှာဒုတိယဒဲမှာဖက်တာစနစ်ပေါ့ဒီဂုံလျှော်လို့အရာမျိုးနဲ့ဒီရှွန့်ကြံမှာပါလာတဲ့ကြံရည်မှာပါလာတဲ့ရှွန့်ရောင်သူတို့ဖြူအောင်လုပ်ပြီးတော့အဆက်ဆင်လုပ်ပြီးချက်ပြုတ်ပြီးတဲ့အခါမှာတဖြည်းဖြည်းနဲ့ဈေးကွက်ကိုပို့လို့ရတဲ့ကြံတကာမျိုးခုလိုမျိုးထွက်လာတာဖြစ်ပါတယ်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါတယ်